Microsoft ရဲ့ခါကိုရဲ့ item တွေအာမာတွေကိုအန်ချလုပ်တော့မယ်ဆိုရင်ဟာဒီစာအုပ်ကဘာတော့ကောင်းတာလဲဒီစာအုပ်ကဘာမှတက်ရတာလဲဆိုပြီးတော့တွေ့ဝင်နေဘူးလားဒါဆိုရင်တော့ Eliza ကအဲ့လိုတွေ့ဝင်မနေရအောင် Minecraft enchantment book တွေအကြောင်းကိုအတူချုပ်ပြီးရှင်းပြပေးသွားပါမယ်လူအများစုမှားကြတဲ့ပထမအချက်ကတော့နံပါတ်ပါတဲ့ enchantment book တွေကိုဘယ်ဟာကောင်းမကောင်းဘယ်လိုရွေးယူရမလဲဆိုတဲ့အချက်ပါပဲတချို့ကနံပါတ်အသေးဆုံးစာအုပ်ကိုအကောင်းဆုံးလို့ထင်တယ်တချို့ကနံပါတ်အကြီးဆုံးစာအုပ်ကိုအကောင်းဆုံးလို့ထင်ကြတယ်ဘယ်အဖွဲ့ကမှန်မယ်ထင်ပါလဲနံပါတ်အကြီးဆုံးစာအုပ်ကိုအကောင်းဆုံးလို့ထင်တဲ့အဖွဲ့ကမှမှန်တာပါ Minecraft မှာ sharpness စာအုပ်ဆိုလို့ရှိရင် sharpness 1 sharpness 2 sharpness 3 sharpness 4 sharpness 5ဆိုပြီးရှိတဲ့အခါနံပါတ်အကြီးဆုံးစာအုပ်ကိုယူတာကအကောင်းဆုံးဖြစ်ပါတယ်ဒုတိယအချက်လူတွေအဖြစ်များတာကငါတို့ပင်စာအုပ်ကိုဘယ်မှာတက်ရမလဲဆိုပြီးဖြစ်ကြတာပါပဲတကယ်တော့ဒါကလွယ်လေးပါကိုကဘာမှမလုပ်ခင်ကိုမှရှိရဲ့စာအုပ်နာမည်ကိုအရင်စစ်သင့်ပါတယ်ငါတို့ကရင်းလေလုံးဝမတက်တာဘလို့ရှေ့ရမှာလဲအဲ့ဒါဆိုတခုပဲပြောမယ်စောက်တော်သားကိုတက်မဲ့စာအုပ်ရဲ့နာမည်ကိုအရင်စစ်ရမယ်ဆိုတာကဥပမာ Feather Falling စာအုပ်ဆိုရင်နာမည်ကိုကြည့်လိုက်တာနဲ့ FEATHER feather ကငှက်မွေ FALLING falling ကပြုတ်ကျနေတာနှစ်ခုကိုပေါင်းစပ်လိုက်ရင်ငှက်မွေပြုတ်ကျနေတာလို့အဓိပ္ပာယ်ပြန်ရပါတယ်ငှက်မွေပြုတ်ကျနေတယ်ဆိုတော့ငှက်မွေကပေါ့ပါတဲ့အတွက် fall damage မသိပါဘူးအဲ့ဒါကြောင့်မလို့ feather falling ဆိုတာပြုတ်ကျတဲ့အခါ fall damage နဲ့အောင် short ချပေးတဲ့စာအုပ်ဆိုတာတန်းသိနိုင်ပါတယ်ပြီးတော့ပြုတ်ကျတာကခြေထောက်နဲ့ကြမှာမို့လို့ဖနက်မှာတက်ရတယ်ဆိုတာတန်းသိသွားပါလိမ့်မယ်ဒီနည်းကစာအုပ်တိုင်းမှာမရပါပဲစာအုပ်တော်တော်များများမှာဒီနည်းကိုသုံးရင်အဆင်ပြေပါတယ်အဲ့ဒါဆိုဒီလိုနည်းနဲ့မရတဲ့စာအုပ်တွေကိုငါတို့ကဘယ်လိုဖွဲ့ကြရမှာလဲရှာမရှိနဲ့ငါပြောတာနားထောင်အဲ့ဒီနည်းနဲ့မရတဲ့စာအုပ်တွေကိုခွဲခြားဖို့ဆိုရင်တော့အကြောင်းအရာကရှည်သွားနိုင်တာမို့လို့နောက်ထပ်ဗီဒီယိုအရှိတစ်ခုလုပ်ပြီးတော့စာအုပ်အောက်လုံးရဲ့ပေါင်းချုပ်ကိုရှင်းပြပေးပါမယ်ဒီဗီဒီယိုမှာဆက်ပြောမှာကတော့ enchant လုပ်တဲ့အခါလိုအပ်တာတွေနဲ့ enchanting table နဲ့ဘယ်လိုမျိုးလိုသလို enchant လုပ်ရမလဲဆိုတာကိုဆက်လက်ပြောပြပါမယ်။ enchant လုပ်တဲ့အခါ villager စီကနေလိုချင်တဲ့စာအုပ်ကိုရွေးယူပြီးတော့ emerald နဲ့လဲလို့ရပါတယ်။နောက်တစ်ချက်က anvil မှာ enchantment book ကို upgrade လုပ်လို့ရပါတယ်။ဥပမာ protection 1ကနေ2ကိုရချင်တယ်ဆိုရင် protection 1နှစ်ခုကိုပေါင်းပေးရပါမယ်။ protection 3ကိုရဖို့ဆိုရင်တော့ protection 2နှစ်ခုပေါင်းပေးရပါမယ်။အဲ့ဒီနည်းအတိုင်းအဆင့်ဆင့်လုပ်သွားလို့ရပါတယ်။ဒါပေမဲ့ level မြင့်လာလေလေ XP ကုန်တာများလေလေပဲဖြစ်ပါတယ်။ enchanting table မှာလုပ်မယ်ဆိုရင်တော့နည်းနည်းလေးကွဲပြားသွားပါမယ်။ enchanting table မှာကစာအုပ်စင်မပါတာနဲ့ပါတာက viewer တို့ရဲ့ enchantment တွေကိုအများကြီးကွဲပြားသွားစေနိုင်ပါတယ်။စာအုပ်စင်တစ်ခုက level 2ခုရပါတယ်။15ခုဆိုရင် level 30ရပါတယ်။ပလေယာအများစုကတော့စာအုပ်စင်15ခုကိုပဲထားကြပါတယ်။ level အလိုက်ကိုရတဲ့ enchantment တွေကလည်းကွဲပြားသွားတာမို့လို့စာအုပ်စင်တွေကိုကိုယ့်ဘာကိုလိုချင်သလိုစောင့်တင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ပြောပြသွားတာကတော့ Microsoft ရာမှာ enchantment beginner guide ပဲဖြစ်ပါတယ်။ Eliza ပြောပြသွားတဲ့ထဲအမှားပါတာရှိရင်လည်းခွင့်လွှတ်ပေးကြဖို့နဲ့ Eliza ရဲ့ဒီနေ့ဗီဒီယိုလေးကတခုခုထောက်ကူဖြစ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ပြီးတော့နောက်ထပ်လည်းဒီလိုမျိုး Minecraft tutorial တွေတင်ပေးမှာမို့လို့သိကျင်တာနဲ့တင်ပေးစီချင်တာရှိရင်ပြောခဲ့ပေးလို့ရပါတယ်။ကဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်။ Bye bye